ဆိုတော့အဲ့29ချက်လုံးကိုတိမိဖတ်မိတဲ့အချိန်စပြီးအပြန်အလူလိုကြည့်လို့ကျွန်တော်နိုင်ငံနဲ့ကျွန်တော်မြန်မာနိုင်ငံသားဆိုတော့မြန်မာနိုင်ငံနဲ့ပဲနိုင်ရှင်တာပေါ့လေနိုင်ရှင်ကြည့်တော့ဘယ်နေရာမှကျွန်တော်တစ်သက်လုံးမှာအစဉ်ပြေခဲ့လူခွေစံချိန်စံညွှန်းနေတဲ့ညီရဲ့အချက်တစ်ခါမှမတွေ့ခဲ့ဘူးတစ်ခါမှလည်းမခံစားခဲ့ရဘူးအခြေခံရပိုင်ဝင်ဖြစ်တဲ့အသက်ရှင်ဝင်ဒီကိုလည်းဖုတ်လိုက်တယ်ကိုအသက်ရှင်လာနေအောင်လွတ်မြောက်တဲ့နေမီတွေထွက်ပြေးပုံးရှောင်ပြီးတော့ဒီစမြုပ်မှာအခုစကားပြောဖို့ရတယ်လူတယောက်ဖြစ်လာတာပါဆိုတော့လူကိုရင်းကတစ်ခါမှာကိုရီလိုက်နာတယ်ကြင်ကြံတယ်ကိုရီးယားနေပြီးတော့ဒီလူကိုရင်းတွေကိုရပိုင်ခွင့်တွေရှိတယ်လို့ဘယ်နဲ့တည်းကြွေးကြော်နေနေပဲကျွန်တော်တို့နိုင်ငံကလွတ်လပ်ရေးရတဲ့တိုင်းပြည်တစ်ခုသူများကျွန်းပြုထားတဲ့လောက်ကနေလွတ်လပ်ရေးရတယ်ဘယ်နဲ့ထဲမှာလဲဗီဒီယိုစစ်ဖြစ်တယ်အရန်စဉ်းစားဖို့ကောင်းတယ်အရန်ကိုဟလာတေချာလိလာဆန်းစစ်ဖို့လိုတဲ့တိုက်ဆိုင်မှုတွေလို့ပြောရမှာလားကျွန်တော်တို့ရဲ့ကံကြမ္မာလို့ပဲပြောရမှာလားဗီဒီယိုစစ်ကလည်းဒီပိုင်းနဲ့တည်းဝေခွာခဲ့ပါတယ်အဲ့ဒီဗီဒီယိုစစ်ရဲ့အောက်အကျိုးအကြည်ကြီးအပြက်အပိုင်းမှာလူခွေနဲ့ဘလို့မှနိုင်မရတယ်ဘဝဖြစ်စဉ်နေနဲ့ရှင်တန်အခုချိန်ရုံးကန်နေရတဲ့ရှိတဲ့သူတွေတက်ရှိတင်ရှားလူခွေချိုးဖောက်ခံရတယ်လူခွေနဲ့လားမှမဆိုင်မဲနဲ့အခြားသောအရက်တစ်ပါးနေပြီးတော့ရှင်တန်နေရတဲ့သူတွေကျွန်တော်တို့မြောက်ဝါထင်မြင်နေရတယ်ထိုနည်းကောင်းပဲလူခွေချိုးဖောက်ခံရတယ်လက်လန်းမမီတဲ့ဥပဒေရေးရလက်လန်းမမီတဲ့နေဆွေနေဖျားတွေမှာကျွန်တော်တို့မသိခင်ဘယ်နေရာကျွန်တော်ဒီမှာ90ကျော်ဒီစင်ပေါ်မှာစကားပြောဖို့ရနေတယ်သူမသိသေးတဲ့ကာလတွေမှာလေကျွန်တော်တိုင်းသားနေနေဒီမှာအချင်းချိုးပေါက်ခံတယ်အခုတော့ပြည်မတွေကိုရောက်လာပြီထင်းထင်းရှားရှားသူ့ကိုချိုးပေါက်ခံရတဲ့ပြရုပ်တွေဟာလားထင်းရှားရှိလာအဲ့ဒီပေါ်ကနေပြီးတော့ကျွန်တော်တို့ဒီချင်းတွေဒီအောက်ပေါ်ကနေပြီးတော့ဒီချင်းတွေပေါ်နေပြီးလွတ်မြောက်နိုင်ဖို့အတွက်ရုန်းကန်နေတဲ့မျိုးဆက်တွေအတီးတီးနဲ့ပေါ်ထွက်ခဲ့တယ်ဒါပေမဲ့လို့အောင်မြင်မှုမရသေးဘူးသို့တော့ကြာရှုံးတာမဟုတ်တဲ့အတွက်ခေတ်ဆက်ဆက်မှာတိုက်ပွဲဝင်တဲ့လူခွေဟာလားတိုင်းသားတွေရဲ့ရပိုင်ခွေလူနည်းစုဟာလားကျွန်တော်တို့နိုင်ငံမှာရှိတဲ့သူတွေအတွက်ခွေတွေဟာလားကောင်းတဲ့ဖော်နေတဲ့သူတွေဒီနေရာနေပြီးတော့ကျွန်တော်ဂုဏ်ပြုပါတယ်အလေးပြုပါတယ်